မင်္ဂလာပါခင်ဗျာအခုတော့ကမ္ဘာသတင်းမှာအဆိုးဆုံးအခြေအနေတစ်ခုဖြစ်နေပါတယ်အဲ့ဒါကတော့အမေရိကန်အစ္စရေးနဲ့အီရန်တို့ကြားကစစ်ပွဲအခြေအနေတွေပဲဖြစ်ပါတယ်အခုအခြေအနေတွေကဘယ်လောက်ထိစိုးရိမ်နေရပြီလဲကျွန်တော်တို့အပေါ်ဘယ်လိုတက်ရောက်မလဲဆိုတာရှင်းပြပေးပါမယ်အရင်ဆုံးတိုက်ပွဲအခြေအနေကိုကြည့်ရအောင်အမေရိကန်နဲ့အစ္စရေးကအီရန်နိုင်ငံတွေကိုစစ်ရေးပြတ်မှတ်ပေါင်း6000ကျော်ကိုဘုံကျဲလိုက်ပါပြီအီရန်ရဲ့စစ်သင်္ဘောတွေလည်းတော်တော်များများပျက်စီးသွားပြီလို့သိရပါတယ်လက်ဘနွန်မှာလည်းအစ္စရေးရဲ့ဘုံကျဲမှုတွေကြောင့်လူပေါင်း900နီးပါးသေဆုံးကုန်ပါပြီဒီကြားထဲမှာအီရန်ကခေါင်းဆောင်သစ်ဖြစ်တဲ့မွတ်တဘာခါမီနီကပထမဆုံးမိန့်ခွန်းထွက်ပြောပါတယ်သူကတော့အလျှော့ပေးမဲ့ပုံမပေါ်ပါဘူးအမေရိကန်စစ်စကန်တွေကိုစက်တိုက်မယ်အဓိကကတော့ကမ္ဘာရေနံလမ်းကြောင်းဖြစ်တဲ့ဟော်မုတ်စီလက်ကြားအနေရေနံ14အောင်ပေးမဖြတ်ပဲပိတ်ထားမယ်လို့ပြပြသားပြောလိုက်ပါတယ်ကမ္ဘာရေနံလမ်းကြောင်းကြီးပိတ်သွားမယ်ဆိုရင်ရေနံဈေးတွေကတော့ထိုးတက်ကုန်တော့မှာပါဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာကတော့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကဘာပြောလဲဆိုတော့ရေနံဈေးတက်လေအမေရိကန်ကပတ်စံပိုရလေတဲ့အမေရိကန်အမျက်ထွက်မယ်ပေါ့ဗျာဒါပေမဲ့ရေနံဈေးတက်ရင်ကျွန်တော်တို့လိုတာမန်လူတန်းစားတွေအတွက်တော့တကယ်ငရဲပါပဲရေနံဈေးတက်ရင်ကုန်တင်ကားတွေတက်မယ်အဲ့တော့ဆန်စီစားစက်သွန်ဈေးတွေလည်းအကုန်လိုက်တက်တော့မှာပေါ့အခုတော့တချို့နိုင်ငံတွေမှာစားစရာတွေဈေးနှစ်ဆတက်နေပြီလို့သိရပါတယ်ဒါကြောင့်ဒီစစ်ပွဲကအဝေးမှာဖြစ်နေပေမဲ့ကုန်စည်နှုန်းရိုက်ခတ်တန်ရတော့ကျွန်တော်တို့စီကိုအချိန်မီရိုက်ခတ်လာနိုင်ပါတယ်။အိုးအိမ်ဆုံးခါပြေးနေရတဲ့ဒုက္ခသည်ပေါင်းကလည်း3သန်းကျော်သွားပြီဖြစ်လို့တကယ်စိတ်မကောင်းစရာအခြေအနေပါပဲ။အချုပ်ပြောရမယ်ဆိုရင်တော့ရှေ့လေပိုင်းမှာစစ်မီးရတဟုံဟုံတောင်းနေစေဖြစ်ပါတယ်။ကုန်စည်နှုန်းတွေတက်လာနိုင်တဲ့အတွက်မိဘပြည်သူတို့အနေနဲ့လည်းအသုံးစရိတ်တွေကိုခြေသာစုဆောင်ထားကြဖို့တတိပေးခြင်းပါတယ်။ရှေ့ဆက်ပြီးထူးခြားတာတွေရှိရင်လည်းကျွန်တော်တို့ဆက်ပြီးတော့တင်ပြပေးသွားပါမယ်အားလုံးကျေးဇူးတင်ပါတယ်